ပို့ပြီးတော့ထိုးကညာတော်တော်လေးလှပတဲ့အချင်းကိုလို့ဆိုရမှာဖြစ်ပါတယ်ကျွန်တော်ပြောသမိုင်းကြောင်စင်လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသောအနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိမွေးစကားရှင်မစင်သိတာဘူကောင်ဖက်ကသွေးဒီရဲ့ဖေရှောင်းမပဲဘူး hey ရေကောင်းတော့တော်လုံးမပဲစာဒီသွေးစာဒီမကေဟဲရေကောင်းဆိုတော့မြမတွေဆွဲမလျှော်နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုတော့တဲ့ပြလို့ MYANMAR မြန်မာတဲ့ hey မြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့စူးစမ်း MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပုံမစူးစမ်း MYANMAR နော်လင်းချမ်းများနဲ့ရှေ့ခီးဆက်အခိုင်မာချီလမ်းများဘူကောင်ဖက်ကပွင့်ဒီရဲ့ဖေရှောင်းမပဲဘူး hey ရေကောင်တော့ထုံးမလို့ဘူးပဲစာဒီဝဲစာဒီမကေနေရတာဆိုတော့မြမရင်းဆွဲမလျှော်နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုတော့တဲ့ဝလို့ MYANMAR မြန်မာတဲ့ heyတော့အိမ်မကိုတော့တဲ့ပြလို့ MYANMAR မြန်မာတဲ့ hey မြန်မာ nationally ရေတော့ကြရတော့မြန်မာ nationally ရေကောင်းတို့ရဲ့ဝေးပွား